Hello ဒီနေ့တော့ကျွန်မကတက်စီတမင်းလေးချက်စားပြီးလို့အလုံးကိုလာမြောက်ပေးတာဖြစ်ပါတယ်ရှင်။အရင်ဆုံးကျွန်မကစက်သားတွေကိုရတာနှက်ပြီးတော့ရေခဲတတာတွေမှာနိုင်ဝက်လောက်စိမ့်ထားလိုက်ပါတယ်။ပြီးရင်ဒါတွေကတော့လိုအပ်တဲ့ပစ္စည်းလေးပေါ့နော်။ချင်းရဲ့စက်သွန်ပြူရဲ့နက်နက်မီရဲ့ဖြစ်ပါတယ်ရှင်။ပြီးရင်စက်သားအရေခွန်လေးကိုကျွန်မကသူ့ကိုစီးတက်ပေးမယ်ပေါ့နော်။တက်စီတမင်းရဲ့အဓိကအသက်ကတော့စက်သားအရေခွန်စီးတက်ပြီးတော့မှချက်တာဖြစ်ပါတယ်ရှင်။ဒီစက်သားအရေခွန်လေးတွေကျမတို့6တဲ့ထီတော့သူ့ကိုကြော်ပေးရမယ်ပေါ့နော်ဒါမှသူ့ထဲမှာရှိတဲ့အဆီတွေထွက်လာပြီးတော့စက်စီတမင်းတွေကပို့ပြီးတော့မှုေးမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ကျမကဆော့ဆော့ရေးစေးထားတဲ့ဆန်တွေထည့်မယ်ပြီးရင်သူ့ထဲကိုရတာအတွက်စားတကြားပြီးရင်ပဲငင်ပြားကြီးအကြီးတို့ထည့်ပေးမှာဖြစ်ပါတယ်ရှင်ပြီးတာနဲ့အားလုံးကိုသမတ်တော့အောင်မှုေးပေးလိုက်ပါတယ်ရှင်ဒါလေးကတော့ခဏအတွင်းမဲ့တည်လို့ရပါတယ်ဆန်ကတော့ပေါ့နော်အကြာကြီးသူ့ကိုတည်စရာမလိုပါဘူးရှင်ဆန်လေးတွေဖြူဖြူလေးတွေဖြစ်လာပြီဆိုရင်တော့ရပါပြီရှင်ပြီးတာနဲ့ကျမကသူ့ကိုစက်သားပြုတ်ရည်တွေကိုထည့်မှာဖြစ်ပါတယ်ရှင်ဆန်ကတော့မိမိသုံးတဲ့အပေါ်မူတည်ပြီးတော့ခရိုင်အချိုးစားလိုပဲထည့်လို့ရပါတယ်ရှင်ထမင်းချက်တဲ့အချိုးစားတိုင်းချမ်းမှာဖြစ်ပါတယ်ရှင်ကဲခုနကကျမကစက်သားရေလေးတွေပြုတ်ထားပါတော့စက်သားအဲ့အလေးတွေကိုကျမစက်သားတွေဖယ်လိုက်ပါမယ်ကြက်ရိုးပေါ့နော်ကျမတို့ကြက်ရိုးနဲ့ပြုတ်ထားတာဖြစ်ပါတယ်ဒီထဲကိုကျမကဒါကတော့ပေါ့နော်ဆန်ရဲ့ပမာဏနဲ့ချိန်ကိုက်ပြီးတော့ထည့်ပေးထားတာဖြစ်ပါတယ်ရှင်ပြီးတာနဲ့ဆော့ဆော့ကကျမတို့အရသာနှက်ဆက်ပြီးသွားတဲ့ဆန်လေးကိုထည့်ပါမယ်ရှင်ဒီချက်စီတမင်းလေးရပါတော့ကျမတို့အလုံးလည်းမရှုပ်ဘူးစားလို့လည်းကောင်းတယ်ပေါ့နော်အားလုံးပဲချက်စားကြည့်ပါလို့ကျမပြောချင်ပါတယ်ပေါ့နော်အခုဆိုရင်ကျမလောက်ရတာအရန်အလုံးမရှုပ်ဘူးပေါ့နော်ပြီးရင်ကျမကစောစောကအရသာနှက်ထားတဲ့စက်သားတွေထည့်ပါမယ်ရှင်ကဲအခုဆိုရင်တော့ကျမကအဖုံးလေးအုပ်ပြီးတော့ခရိုင်းထမင်းချက်သလိုပဲတည်လိုက်ပါတယ်ရှင်အခုဆိုရင်တော့နိုင်ဝက်အကြာမှာချက်ပါပြီရှင်ကဲစက်သားလေးနဲ့ချက်ပြီးစက်သားကတော့အပေါ်မှာအီလီနဲ့အရန်ကိုမှစားလို့ကောင်းတယ်ပေါ့နော်ထမင်းလေးကလည်းအရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ကဲစားကြပါအောင်ရှင်ကျမရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်